ဘောဓမာမြတ်စွာဘုရားဖြစ်တော်မူပုံအပိုင်းလေးနမိတ်လေးပါးနဲ့တောထချင်းဘုရားအလောင်းတော်တည်တတ်တာအသက်29နှစ်ရှိသောအခါတနေ့တွင်ဥညံတော်အသွားလူအိုလူနာလူသေးတို့ကိုမြင်ရတွေ့ရသဖြင့်ထိတ်လန့်တန်ဝေကစိတ်တွေတဖွာဖွာဖြစ်နေ၏တီကြီးငိမ်သက်သောအိမ်တွေနှင့်ကြည်လင်ချမ်းမြေ့သောမျက်နှာအရှိသည့်ယဟန်တော်တစ်ပါးကိုမြင်သောအခါယဟန်တော်ကဲ့သို့ကြည်လင်ချမ်းမြေ့သူဖြစ်လိုစိတ်တွေပေါ်လာသည်ဤလူအိုလူနာလူသေးယဟန်ဟူသောနမိတ်ကြီး၄ပါးကိုနတ်များဖန်ဆင်း၍ပြသည်ဟုကျမ်းဂန်တို့၌ဆို၏ဒီကနိဂန်ဆောင်မသေးများကနမိတ်လေးခုကိုဒီနေ့တည်းမြင်သည်ဟုဆိုကြ၏ဇတ်အထကရာဆရာနှင့်အပဒံအထကရာဆရာတို့ကဒီနေ့တစ်ခုစီလေးညမြင်သည်ဟုဆို၏ဗုဒ္ဓဝန်တအထကရာဆရာကလေးလစီချားနှင့်မြင်သည်ဟုဆို၏သိတ္တထသည်ညနေချမ်းအခါဥယျာဉ်တော်အတွင်ရေကန်ထဲ၌ရေချိုးနေစဉ်မှာလဲတောထွက်ကယဟန်ပြုလိုစိတ်တွေသာတဖွာဖွာဖြစ်နေ၏ရေချိုးပြီး၍ဝိစားဆင်ရင်ပြီးနောက်နန်းတော်သို့ပြန်ရန်မြင်းရထားပေါ်တက်သောအခါကျင်ရတော်ရတော်ဒရာတွင်သားတော်ကလေးထွားကြောင်းနန်းတော်မှတရင်ပို့လာ၏တိတ်တထပို၍စိတ်လေးသွား၏ဒီလိုတန်ရောစဉ်အနောင်အဖွဲ့တွေများလေမထွက်နိုင်လေဖြစ်ကဆင်းရဲနေမှာပဲဟုဆင်ခြင်မိသဖြင့်ယဟန်မြန်မြန်ပြုနိုင်ရေးကိုသာတွေးတော်စဉ်းစားလျက်နေ၏ထိုနေ့ည၌အနောင်အဖွဲ့တွေတဲကယွန်းထွက်ကယဟန်ပြုရေးကိုသာအပြန်အလန့်စဉ်းစားရင်းတိတ်တထအိပ်ပျော်သွား၏ညတန်းကောင်အချိန်တွင်တရေနိုးလာတော့အခါ၌လဲယဟန်ပြုလိုစိတ်တည်သာလျင်စိတ်ထဲ၌ဖြစ်ပေါ်နေ၏ပြန်အိပ်ဟုမရပြီအိမ်မရသဖြင့်အနီးပတ်ဝန်းကျင်ကိုကြည့်မိလိုက်ရာမိမိကိုဒူရိယာများဖြင့်ဖြော်ဖြီသောအမျိုးသမီးများတရှူရှူတခေါ်ဟောက်လျက်အိပ်ပျော်နေကြသည်ကိုမြင်ရသောအခါကြောက်เสียဆက်ဆုပ်เสียလောကကြီးပါလားဟုပို၍ထိတ်လန့်သွား၏တို့ဖြင့်ချက်ချင်းစက္ကန်းဆောင်မှထ၍ဖွာဘက်သောဆန္ဒကိုခေါ်ကာနာတန်းကောင်ရန်အချိန်၌ပင်ကန်တကမြင်းကိုကုန်းနီးတင်စေပြီးလျင်ဆန္ဒနှင့်အတူမြင်းစည်း၍ထွက်ခဲ့၏တညာချင်းပင်တာကိယကောလိယမလဟုသောတိုင်းပြည်၃ခုကိုကြော်ဖြတ်ပြီးနောက်ယူဇနာ30ဝေသောအနောမမိကန်သို့ရောက်လေ၏အနောမမိကန်၌ဖျားလောင်းသည်ဆက်တော်ကိုတန်လျက်ဖြင့်ရေးဖြတ်လျင်ဂတိကာရဗြမာကြီးလူးတန်သောပရိက္ခယာ၈ပါးကိုခံယူ၍သကန်းကိုက်၍မြင့်မြတ်သောယဟန်အသွင်ကိုယူလိုက်၏ထို့နောက်ဖွားဘက်သောဆန္ဒအမတ်နှင့်ကန္တကမြင်းကိုပြန်လွတ်လိုက်လျင်မလန်းမကန်းရှိသောအနုပိယတရတော်သို့သွား၍ထိုတရတော်၌ခုနှစ်ရက်မြပပိစဒုက္ခယဟန်ချမ်းသာကိုခံစားလျက်နေ၏အပိုင်းဆက်ရှိပါသည်ကျွန်တော်တို့ channel လေးကိုလည်း subscribe နှိပ်ပြီးအားပေးကြပါဦးအားလုံးကိုကျေးဇူးအထူးတင်ရှိပါတယ်ခင်ဗျာစိတ်ကြီးချမ်းသာခြင်းကိုယ်ကြီးကျန်းမာခြင်းနဲ့ပြည့်စုံကြပါစေနော် share ဖို့မရမင်းနဲ့နော်